မင်္ဂလာပါ Flat Entertainment Channel ကနေကြိုဆိုလိုက်ပါတယ်။ယောက်ျားလေးတွေမိန်းကလေးထမရောက်တမ်းမဝင်ရဘူး။မိန်းကလေးတွေယောက်ျားလေးတွေနဲ့ရှင်ဖုံးကန်နေနေ။ကျွန်တော်မြန်မာလူဖွဲ့စည်းမှဒီလိုပြောဆိုမှုတွေယုံကြည်မှုတွေကိုကြားဘူးကြားလက်ခံဘူးကြားမှာပါ။ဒါပေမဲ့ဒီ user တွေကဘယ်ကနေစားခဲ့တာလဲ။တကယ်ပဲဖះရှင်ကဒီလိုခွဲခြားသတ်မှတ်ခဲ့တာလား။ဒါမှမဟုတ်ရွေးရတလေအယူဆလွဲမှားမှုတွေလား။ဒီနေ့ကျွန်တော်တို့ကဒီနေတဲ့ user ကိုဖော်ထုတ်ကြမယ်။ဖုံးကန်နေခြင်းဆိုတဲ့ user ရဲ့ဇင်းမြစ်ကိုရှာဖွေပြီးတော့ဗုဒ္ဓဓမ္မရဲ့မူလမှန်တရားကိုနှိုင်းယှဉ်ကြည့်ကြပါမယ်။ကျွန်တော်ရဲ့စူးစမ်းရှာဖွေမှုမှာအဓိကချက်နှစ်ချက်ကိုတွားပါမယ်။ပထမချက်ကယောက်ျားတွေထမိန်တန်းအောင်မဝင်ရဘူးဆိုတဲ့ user ရဲ့ဇင်းမြစ်ကပါလဲ။ဒုတိယချက်ကကံကံ၏အကျိုးဆိုတဲ့ဗုဒ္ဓဓမ္မအမြင်အရဖုံးကန်နေနေဆိုတာတကယ်ရှိရလား။ဘုရားကဘယ်လိုဟောခဲ့လဲ။ပထမ user ကိုကြည့်ရအောင်ပါ။ထမိန်တန်းအောင်မဝင်ရဘူးဆိုတဲ့ user ဘာသာရေးကနေတိုက်ရိုက်လာတာတဲ့ဒီဘက်မှာယဉ်ကျေးမှုနဲ့ပို့ပြီးသက်ဆိုင်ပါတယ်။ဒီဘက်မှာလူဖွဲ့စည်းမှာအမျိုးသားရဲ့ဦးဆောင်မှုနဲ့ဂုဏ်သိက္ခာကိုအထူးတန်ဖိုးထားခဲ့ပါတယ်။အစိုးရအမျိုးသားတွေရဲ့ဂုဏ်သိက္ခာနဲ့အာဏာကိုကိုစားပြုတယ်လို့ယူဆခဲ့ကြပါတယ်။လူသမီးတွေဝစ်စင်တဲ့ထမိန်ကိုအထက်ပိုင်းရင်ဘတ်နဲ့အောက်ပိုင်းခါအောင်မှာဝစ်စင်တဲ့အတွက်အောက်ပိုင်းလို့သတ်မှတ်ခဲ့ပြီးထမိန်ဟာမိမသားရဲ့လိမ်ပိုင်းဆိုင်ရာအမတ်သားဖြစ်နေပါဆက်ဆက်မှုရှိခဲ့ပါတယ်။အမျိုးသားတွေဟာသူတို့ရဲ့ဂုဏ်ဒရက်နဲ့ကံကိုမတိခိုက်စေဖို့လုံးကအောက်ခံဝေးလို့ယူဆရတဲ့ထမိန်ကိုလွန်ဆွဲခြင်းကြော်ပြခြင်းမပြုရအောင်ဆိုတဲ့တားမြစ်ချက်တွေပေါ်လာခဲ့တာပါ။ဒါယဉ်ကျေးမှုဆိုင်ရာစင်တန်းခွဲခြားမှုတာဖြစ်ပြီးတော့ဘုရားရှင်ဟောခဲ့တဲ့တရားနဲ့လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး။အမှန်တရားကတော့ကံဆိုတာတင်ဝတ်တဲ့ဝတ်စားဒါမှမဟုတ်တင်ကြော်ဖြတ်တဲ့ຢာပေါ်မှာမူတည်နေတာမဟုတ်ပါဘူး။ကံဆိုတာစေတနာပါပဲ။တင်ပြုခဲ့တဲ့ကောင်းမှုမကောင်းမှုပေါ်မှာသာအခြေခံပါတယ်။ထမိန်ကိုကြော်လိုက်တာနဲ့ကံနေသွားမယ်ဆိုရင်ကံမနီးရမှာကံရဲ့စီးမြင်ကအရန်ကိုယူရှင်းလွှဲရရောက်သွားမှာပါ။ဒါကြောင့်ဒီ user ဟာရှေးလူကြီးသူမတို့ရဲ့အစဉ်လာနဲ့စောင့်ထိန်မှုတစ်ခုသာဖြစ်ပါတယ်လို့ပြောနိုင်ပါတယ်။ဖုံးကန်နေနေဆိုတဲ့ user ကိုဗုဒ္ဓဘာသာနဲ့နှိုင်းယှဉ်ကြည့်အောင်ပါ။ဗုဒ္ဓတရားတော်မှာတရဝတိုင်းဟာကိုယ်ကံနဲ့ကိုယ်လို့ဟောကြားထားပါတယ်။ဆိုလိုတာကဘယ်သူမှဆိုလိမ်မခွဲခြားပဲစေတနာနဲ့ပြုလုပ်တဲ့ကံကသာအကျိုးပေးတာပါ။ကောင်းမှုကုသိုလ်လုပ်ရင်ကောင်းတဲ့အကျိုးဝိပတ်ရမှာဖြစ်ပြီးတော့မကောင်းမှုအကုသိုလ်လုပ်ရင်မကောင်းတဲ့အကျိုးရမှာပါ။ဒါတကားအနေနဲ့မျိုးသမီးတွေဟာကံနေနေဆိုရင်မြတ်စွာဘုရားရှင်လက်ထက်မှာဘယ်လိုလုပ်ယဟန္တာမောက်တွေပေါ်ပေါက်လာနိုင်မှာလဲ။ယဟန္တာဖြစ်ခြင်းဆိုတာကံရဲ့အမြင့်ဆုံးအောင်မြင်မှုတစ်ခုပါ။ဘုရားကမှာခင်မထေရီဥပလဝုထေရီစားတဲ့အကတာဝီကထိတ်ဆုံးတပည့်မတော်ပေါ်ပေါက်ခဲ့ပါတယ်။ဒါကလိမ်မခွဲခြားပဲဉာဏ်ပညာနဲ့ဝိရိယရှိရင်အမြင့်ဆုံးသောတရားကိုရနိုင်ကြောင်းကိုသက်သေပြနေတာပါ။ဘုရားဘာသာမှာဘဝတဏ္ဍာဆိုတာရှိပါတယ်။ဒီဘဝမျိုးသမီးဖြစ်ခဲ့ရင်လည်းရှိဘဝကကောင်းမှုကံကြောင့်ဖြစ်နိုင်ကြလို့နောက်ဘဝမှာမျိုးသားဖြစ်နိုင်ပါတယ်။ကံဆိုတာတဘဝတည်းနဲ့ဆုံးပြတ်လို့မရပါဘူး။ဒီလိုဆိုရင်ဖုံးကန်နေခြင်းဆိုတာဟာဘဝတစ်ခုတည်းကိုပဲကြည့်ပြီးမှားယွင်းစွာကောက်ချက်ချတာတဲ့အယူဆတသက်ဖြစ်ပါတယ်။ဒီလိုဆိုရင်ဖုံးကန်နေခြင်းဆိုတာဟာဘဝတစ်ခုတည်းကိုကြည့်ပြီးမှားယွင်းစွာကောက်ချက်ချတာတဲ့အယူဆတသက်ဖြစ်ပါတယ်။ဒီလိုဖုံးကန်နေခြင်းဆိုတဲ့ယူဆတွေပေါ်ပေါက်လာတာဟာဘုရားတရားတော်ကိုလူ့ဖွဲ့စည်းရဲ့လွှမ်းမိုးမှုနဲ့အဓိပ္ပာယ်ဖွင့်ဆိုလိုက်ခြင်းဖြစ်ပါတယ်။ရေလူ့ဖွဲ့စည်းမှာမျိုးသားကြီးစိုးမှုကရှိခဲ့ပါတယ်။မျိုးသမီးတွေကိုကန့်သက်ချုပ်ချယ်ခြင်းနဲ့စိတ်နဲ့ဗလာချက်ချတို့ကိုတလွဲသုံးချခဲ့ခြင်းကနေဒီယူဆတွေခိုင်မာလာတယ်လို့ပညာရှင်တွေကသုံးသပ်ကြပါတယ်။အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်ယောက်ျားတွေထမိန်နောက်မွန်ရဆိုတဲ့ယူဆဟာရှင်းရင်ကျေးမှုနဲ့ဂုဏ်သိက္ခာကိုစောင့်ထိန်တဲ့ဒလိတာဖြစ်ပြီးတော့ကံနဲ့မဆိုင်ပါဘူး။အင်္ဂလိပ်တွေဖုံးကန်နေနေဆိုတဲ့ယူဆကလည်းဗုဒ္ဓရဲ့မူရင်းကမ္မနိယာမနဲ့လုံးဝဆန့်ကျင်နေပြီးတော့လူမှုအာဏာလွှမ်းမိုးမှုကနေပေါ်ပေါက်လာတဲ့လွဲမားတဲ့အမြင်သက်သက်သာဖြစ်ပါတယ်။ဗုဒ္ဓတရားတော်မှာလိမ်မခွဲခြားပဲနဲ့လူတိုင်းဟာကိုယ်လိုရနဲ့ကိုယ်ကံကိုဖန်တီးနိုင်တယ်ဆိုတာကိုယုံကြည်ရမှာပါ။ကျွန်တော်တို့အနေနဲ့ကိုယ်ပတ်ဝန်းကျင်မှာဒီလိုယူဆတွေကြားလာရတဲ့အခါမြတ်ကမ်းယုံကြည်မှုနဲ့လက်ခံမဲ့အစားဒီလိုဆွေးနွေးကမ်းမှလိုပဲဉာဏ်ပညာနဲ့ဆင်ခြင်သုံးသပ်ပါလို့တိုက်တွန်းလိုပါတယ်။မြတ်စွာဘုရားရှင်ရဲ့မူလတရားတော်အတိုင်းကိုကျင့်သီလသမာဓိပညာကိုကြိုးစားအထောက်ရင်ဘဝရဲ့အောင်မြင်မှုကိုကိုယ်တိုင်ဖန်တီးနိုင်ကြပါစေ။ဒီကြောင့်ရတဲ့ပတ်သက်ပြီးတင်းရဲ့ထင်မြင်ချက်တွေကိုလည်းကွန်မန့်မှာမှန်းခဲ့ပြီးလို့ရပါတယ်။ဗီဒီယိုလေးတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်။